ငလျင်နဲ့အတူဆုံးပါသွားခဲ့တဲ့နာမည်ကြီးမိုးလေဝသပညာရှင်စွတ်စွတ်ဆန်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဆိုဝါလုံးနဲ့ငလျင်ပေးကြီးနဲ့အတူဆုံးပါသွားခဲ့ပြီဖြစ်တဲ့နာမည်ကြီးမိုးလေဝသပညာရှင်စွတ်စွတ်ဆန်ရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံရဲ့တောင်သူဦးကြီးတွေအားကိုအားထားရာမိုးလေဝသပညာရှင်ကြီးစွတ်စွတ်ဆန်ကတော့မြန်မာနိုင်ငံရဲ့အဆိုအဝါဆုံးသောငှက်လင်ကြီးလောက်ခတ်တဲ့နေ့မှာပဲတည်ဆုံးသွားခဲ့ပြီလို့လူမှုကွန်ရက်ပေါ်မှာရင်းနှီးသူတွေကဖော်ပြထားတာကိုတွေ့ရပါတယ်။စွတ်စွတ်ဆန်ဟာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံရဲ့ရေဘေးကြီးမှာလည်းသူ့ရဲ့တိကျပြီးမှန်ကန်တဲ့မိုးလေဝသခန့်မှန်းချက်တွေနဲ့လူတွေကိုကြိုတင်ပြင်ဆင်ချိန်တွေများစွာရရှိစေခဲ့ပြီး2016ခုနှစ်မှာတည်းကလူမှုကွန်ရက်စာမျက်နှာပေါ်မှာမိုးလေဝသခန့်မှန်းချက်တွေဝေမျှပေးရင်ပြည်သူများကြားမှာမိုးလေဝသနတ်သမီးလေးစွတ်စွတ်ဆန်ဖြစ်နာမည်ကြီးကြော်ကြားလာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနာမည်ကြီးလာတာနဲ့အမျှစွတ်စွတ်ဆန်ရဲ့ပုံစံမှန်ကိုဖော်ထုတ်ကြသူပရိသတ်တွေရှိလာခဲ့ပြီးစွတ်စွတ်ဆန်ဟာလူအများထင်နေကြသလိုအမျိုးသမီးငယ်လေးမဟုတ်ပဲအသက်ကြီးအဖိုးကြီးတဦးသာဖြစ်ကြောင်းဖော်ထုတ်ပြောဆိုလာသူတွေရှိလာခဲ့တာပါ။ပရိသတ်တွေကတော့စွတ်စွတ်ဆန်ဟာဘလို့လူမျိုးပဲဖြစ်နေပါစေမှန်ကန်တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုပေးနေသူဖြစ်လို့လေးစားစရာလူတစ်ယောက်ဖြစ်ကြောင်းပြောဆိုထောက်ခံခဲ့ကြတာပါ။ဒီလိုပြည်သူတွေချစ်တဲ့မိုးလေဝသပညာရှင်စွတ်စွတ်ဆန်ဟာငလျင်နဲ့အတူဘဝတစ်ပါးကိုကူးပြောင်းခဲ့ပြီးဖြစ်တယ်လို့သူနဲ့ရင်းနေသူ Game Streamer တစ်ယောက်ဖြစ်တဲ့ဆယ်လီကူကူကတင်လာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကငလျင်ကြောင့်တိတ်ဆုံးသွားတာလားလို့စိုးရင်တကြီးနဲ့မေးမြန်းခဲ့တဲ့အခါမှာတော့ဆယ်လီကူကူကငလျင်ကြောင့်မဟုတ်ပဲယောဂအခန့်ကြောင့်ငလျင်လှုပ်စင်မှာကွယ်လွန်ဆုံးပါသွားခဲ့တာဖြစ်တယ်လို့ပြန်လည်ဖြေကြားပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။ပရိသတ်တွေကတော့မိုးလေဝသပညာရှင်စွတ်စွတ်ဆန်ကွယ်လွန်ဆုံးပါသွားခြင်းကမြန်မာနိုင်ငံရဲ့နာမည်ကြီးပြန်ဆန်ရှာမိုးလေဝသပညာရှင်ကြီးဦးထွန်းလွင်ကိုဆုံးရှုံးခဲ့ရတယ်လို့ခန်းစားရတယ်လို့လည်းဝန်내ကြောင့်ဖော်ပြထားကြပါတယ်။တချို့ပရိသတ်တွေကတော့မိုးလေဝသပညာရှင်စွတ်စွတ်ဆန်ကွယ်လွန်ဆုံးပါသွားခြင်းကိုမယုံကြည်နိုင်ကြသေးပဲသတင်းမှားတာဖြစ်တယ်လို့သာပြောဆိုနေကြတာပါ။တချို့တွေကတော့ဒီသတင်းဟာစွတ်စွတ်ဆန်နဲ့အမာခံရင်းနှီးသူတွေစီကထပ်ပေါ်လာတဲ့အသိပေးချက်ဖြစ်လို့စွတ်စွတ်ဆန်တကယ်ဆုံးပါသွားတာကိုလက်ခံကြဖို့ဝင်ရောက်ပြောဆိုထားကြတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။ဒီသတင်းဟာတကယ်သာဆိုရင်တော့ဒီကြတဲ့မိုးလေဝသခန့်မှန်းချက်တွေပေးနေတဲ့စွတ်စွတ်ဆန်ကိုအားထားနေကြသူတောင်သူဦးကြီးတွေအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါပဲနော်။စွတ်စွတ်ဆန်ကွယ်လွန်ဆုံးပါသွားမှုအတွက်ပြည်သူများကမစွတ်စွတ်ဆန်မဟုတ်ပါဘူး။စွတ်စွတ်ဆန်မင်းကုတ်တီအမီနဲ့ page 3နဲ့မိုးလေဝသပညာရှင်အသက်80ကျော်ဆရာကြီးပါအေးချမ်းကောင်းမွန်သောပုံပေါ်ရောက်ရှိပါစေဆရာကြီးရေအများအကျိုးပြုအားထားရတဲ့ပညာရှင်တဦးဆုံးရှုံးရလို့နှမျောမိပါတယ်သူတပည့်ကိုယ်တိုင်တင်ထားတာပါငလျင်လောက်တာပြိုကျပြီးကြလို့သိတာမျိုးမဟုတ်ပါဘူးငလျင်လောက်တာကိုလှမ်းပြီးသိတာပါယောဂအခန့်လည်းရှိနေတော့မိုးလေဝသပညာရှင်စွတ်စွတ်ဆန်ဆုံးပါသွားတာဟုတ်ပါတယ်တဲ့ကျမ်းမာရေးအခန့်ကြောင့်ဆုံးပါသွားတာပါစွတ်စွတ်ဆန်ကမိန်းကလေးမဟုတ်ပါအမျိုးသားပါစွတ်စွတ်ဆန်အမိနဲ့သူ့အဖိုးကမိုးလေဝသသတင်းတွေတင်ပေးနေတာပါအသက်80ပါတဲ့ငလျင်လောက်တဲ့ချိန်ယောဂခံနေမှုဆုံးသွားတာပါစွတ်စွတ်ဆန်ကမြေးမလေးပါနိုင်ငံရဲ့ချာမှာနေထိုင်နေတာပါစွတ်စွတ်ဆန်သိတာမဟုတ်ပါဘူးသူ့အဖိုးဆုံးတာပါဆိုပြီးသိရှိသူတွေကဝင်ရောက်ပြောဆိုထားကြတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်တိကျမှန်ကန်တဲ့မိုးလေဝသခန့်မှန်းချက်တွေပေးနေသူတယောက်ဖြစ်လို့တကယ်ကိုစိတ်မကောင်းစရာပါပဲနော်ပရိသတ်ကြီးတို့ရေပရိသတ်ကြီးတို့လည်းမိုးလေဝသပညာရှင်ကြီးစွတ်စွတ်ဆန်အတွက်ကောင်းရမွန်ရာရောက်ရှိအောင်ဆုတောင်းစကားလေးတွေပြောပေးသွားကြပါအောင်နော်